တနင်္လာရီတိုင်းဒေသကြီးကိုစားပြုပိုက်ကြော်ချင်းလက်ရွေးစင်အားကစားသမားတွေရွေးချယ်နိုင်ရင်းနဲ့အားကစားစင်တန်းမြင့်မားလာစေရေးရည်ရွယ်ပြီးတနင်္လာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံပိုက်ကြော်ချင်းပြိုင်ပွဲကိုတဝယ်မြို့နယ်မှာစတင်ကျင်းပနေပါတယ်။တနင်္လာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံပိုက်ကြော်ချင်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကိုဇူလိုင်လ10ရက်မနေ့ပိုင်းကတဝယ်မြို့ရွှေဝယ်တီရီကွင်းမှာကျင်းပနေပါတယ်။ဖွင့်ပွဲအခမ်းအနားကိုတနင်္လာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစောနိုင်ဦးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများတိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမြို့နယ်အသီးသီးကပြိုင်ပွဲဝင်အားကစားသမားတွေနဲ့အားကစားဝါသနာရှင်တွေတက်ရောက်ခဲ့ကြပါတယ်။အဆိုပါပြိုင်ပွဲဟာ2026ခုနှစ်ဩဂုတ်24ရက်ကနေစက်တင်ဘာ2ရက်အထိနေပြည်တော်မှာကျင်းပမဲ့ပြည်내နဲ့တိုင်းဒေသကြီးပိုက်ကြော်ချင်းပြိုင်ပွဲမှာတနင်္လာရီတိုင်းဒေသကြီးကိုစားပြုဝင်ရောက်ရှင်ပြိုင်မဲ့လက်ရွေးစင်အားကစားသမားတွေရွေးချယ်နိုင်ရေးအတွက်ကျင်းပတာဖြစ်ပါတယ်။ဒီပြိုင်ပွဲဟာတမျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနဲ့တိုင်းဒေသကြီးပိုက်ကြော်ချင်းအားကစားအဆင့်တန်းတိုးတက်မြင့်မားလာစေရေးအတွက်ရည်ရွယ်ကျင်းပတာဖြစ်ပြီးတော့အရေးချင်းနဲ့ပြည်စုံတဲ့ပိုက်ကြော်ချင်းကစားသမားလူငယ်တွေဖော်ထုတ်နိုင်မှုအားကစားကနေတဆင့်ချစ်ကြည်ရင်းနှီးမှုနဲ့စီးလုံးညီညွတ်မှုတွေရစေဖို့ရည်ရွယ်တယ်လို့တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစောနိုင်ဦးကပြောပါတယ်။ဝန်ကြီးချုပ်ကပြိုင်ပွဲဝင်အားကစားသမားတွေအနေနဲ့တိုင်းဒေသကြီးလက်ရွေးစင်အဖြစ်ရွေးချယ်ခံနိုင်ရေးအတွက်ကိုယ်စီကျွမ်းကျင်မှုဆွဲလုံလဝရိယတွေနဲ့အားကစားစိတ်ဓာတ်အပြည့်အဝစ조사ရှင်ပြိုင်ကြဖို့လဲတိုက်တွန်းမှာကြားခဲ့ပါတယ်။ယခုကျင်းပတဲ့မြို့နယ်ပေါင်းစုံပိုက်ကြော်ချင်းပြိုင်ပွဲမှာတနင်္လာရီတိုင်းဒေသကြီးအတွင်းရှိမြို့နယ်အသီးသီးမှအားကစားသမားတွေပါဝင်ရှင်ပြိုင်လျက်ရှိပြီးတော့ထူးချွန်တဲ့အားကစားသမားတွေကိုတိုင်းဒေသကြီးကိုစားပြုလက်ရွေးစင်ဖြစ်ရွေးချယ်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။